you set goals and do everything in your power to achieve it ကိုဖြစ်ချင်တဲ့အိမ်မက်ပေါ့နော်ကိုယ့်ရဲ့ပန်းတိုင်တစ်ခုကိုမရောက်ရအောင်ဇွဲလုံးလောက်ဝရိယနဲ့သွားတဲ့ဟာ when you promise yourself that you would do something just make it happen when you keep promises to yourself like ကိုလုံးမယ်လို့ပြောထားတဲ့အရာလေးတွေကိုပြီးအောင်လုပ်တဲ့ဟာမျိုးပေါ့နော်အဲ့ဒါကတိတိလေးကနေအကြီးအထိဖြစ်နိုင်တယ် of course like don't try to set yourself up for disappointment by over promising something ဒီအချိန်တိုလေးအတွင်းမှာအဲ့လိုမဖြစ်နိုင်တဲ့ goal အကြီးတစ်ခုကို set up လုပ်ပြီးတော့ target ကြီးတစ်ခုကိုထားပြီးတော့မှဟာငါဒါလေးတောင်မဖြစ်နိုင်ဘူးဆိုပြီးတော့ကိုယ့်ကိုယ်ကို self sabotage လုပ်တာမျိုးတော့ရှောင်ဖို့လိုတာပေါ့နော်။မှာကအလွယ်ဆုံးပြောရရင်ဒီနေ့ gym သွားမယ်လို့ပြောထားလို့ရှိရင်မိုးရွာလဲသွားနေပူလဲသွားပင်ပန်းလဲသွားမပင်ပန်းလဲသွားတနာရီလှုပ်15မိနစ်လှုပ် at least you go to the gym you work out like a progress is still a progress you keep the promise to yourself လို့ရင်ဘာဖြစ်လဲဆိုတော့တဖြည်းဖြည်းနဲ့ကိုက like ကိုယ့်ရဲ့ဒီ subconscious mind နဲ့မှာပေါ့နော်ဟာငါဒါလုပ်မယ်လို့ပြောလိုက်ရင်तू ကလုံနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကိုယ့်ရဲ့ inner voice ကကိုယုံကြည်မှုအရန်ရှိလာတာပေါ့နော်အဲ့တော့ခက်ခဲတဲ့အရာတွေကိုဆိုလို့ရှိရင်ငါလုံနိုင်ပါမလားဆိုပြီးတော့တွေးဝေတဲ့စိတ်ကတဖြည်းဖြည်းနဲ့လျော့လာလိမ့်မယ် so that's also like a very common trait that you can find in people with strong self respect and self love ကိုအကောင်းဆုံးတွေကိုပေးခြင်းနဲ့ဆိုတဲ့လူတွေမှာရှိတတ်တဲ့ trait ပစ္စလက်ခတ်နေတတ်တဲ့လူတယောက်မှာရှိတတ်တဲ့ trait မဟုတ်ဘူး so if there's anything that you do to love yourself take care of yourself and prioritize yourself let me know in the comment sections below I would love to hear your take on this